မင်္ဂလာရှိတောင်းတဲ့ကင်းလေးဖြစ်ပါစေတက်တော့ချစ်သူမိတ်ဆွေတို့ကြီးကဲကျွန်တော်တို့မရဘူးလားမှာတော့ဂန်းငေါ်ပန်းလေးတွေကကုံတော့မယ်ရှင်တချို့ပင်လေးတွေဆိုရင်ကုံသွားပြီပေါ့နော်ဒါကတော့လက်ကျန်ပန်းလေးတွေတဲ့ကဲလှူလို့တောင်မဝသေးဘူးပန်းလို့တောင်မဝသေးဘူးတုံးတော့မယ်တဲ့ရှင်နောက်ဟွာလောက်ကြမှာပြာတော့လောက်မှပြန်ပြီးတော့ပေါ်လိမ့်မယ်ထင်တယ်နော်ခုကစပယ်လေးတွေလာတော့မယ်ရွှေပန်းငွေပန်းလေးတွေလာတော့မယ်နော်ကဲခုဒါနောက်ဆုံးပန်းလေးတွေကိုကျွန်တော်ကဒီနေ့ပန်းကတော်တော်လေးနည်းပြီးတော့ရခဲ့ပါတယ်ရှင်အပွင့်150ပဲရခဲ့ပါတယ်လှတာလေးတွေပေါ့နော်အဲ့ဒါဆိုဟိုရမ်းကိုလှတဲ့အပင်တွေဆိုရှင်မရှိတော့ဘူးတဲ့အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကဒီနေ့ပန်းစီလေးတဲပါမယ်ရှင်ကဲတက်တော့ချစ်သူတို့နဲ့အတူတူပန်းစီလေးတဲပါမယ်ဒီနေ့ကစပြီးတော့လေကျွန်တော်ကပထန်းချမ်းကြီးကိုစပြီးတော့ရွက်ဖက်ပူဇော်မယ်ပေါ့နော်အကုန်လုံးအတွက်ပါနော်တက်တော့ချစ်သူမိတ်ဆွေတွေရောအကုန်လုံး9ရက်သမီးတွေမဟုတ်ဘူးတကဘာလုံးအေးချမ်းကြပါစေလို့ဆုတောင်းမေတ္တာပို့ရင်းနဲ့ပေါ့နော်တစ်နေ့နှစ်ကြိမ်ဖရားပူဇော်ပါမယ်ရှင်ပထန်းချမ်းကြီးကိုပူဇော်ပါမယ်ကျွန်တော်တို့လိုအားကိုမရှိတဲ့သူတွေအတွက်ကတော့အားကိုစရာတော့ဖရားတရားတန်ခါယရနာမြတ်သုံးပါပါပဲရှင်အဲ့တော့အဲ့လိုမျိုးကိုးွယ်တဲ့ဘာသာလေးကိုစီးကပ်ရင်းနဲ့အကုန်လုံးခက်ခဲအကျက်တဲရနေပြီးတော့လွတ်မြောက်နိုင်ကြပါစေလို့လေကျွန်တော်ကနေပြီးတော့ဆုတောင်းမေတ္တာပို့တာပေးပါမယ်အားလုံးအတွက်ပါနော်ကျွန်တော်ကိုပဲချစ်လို့ပဲကြည်ကြည်နော်မုန်းလို့ပဲကြည်ကြည်ကြည်ရှုသူကောင်းသည်မနစ်နာစေရဘူးမေတ္တာတွေရစေရမယ်နော်မေတ္တာပို့တာပါမယ်ရှင်အားလုံးဘဝကြီးကိုကောင်းမွန်ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ကြပါစေလို့ကျွန်တော်တို့အိမ်ရှိမှာလဲစီရီတန်းနေကြတယ်လူတွေကိုအများကြီးပဲကျွန်တော်အိမ်ရှိလက်ထွက်လာရောလန့်သွားတာပဲအများကြီးပဲလူတွေကိုဟောအားလုံးပဲဘေးဘေးရာတွေဝေးကွာကြပါစေရှင်အားလုံးဆုတောင်းပေးပါရယ်ကဲတရားကတော့ဒုတိယတဒန်းရပြီပေါ့နော်ခဏလေးတန်းပြန်ပြီးတော့ဟောလုပ်လိုက်အောင်မယ်နော်အပြည့်ဖြစ်လို့ရှိရင်ပြန်ပြီးပြပြီမယ်နော်ကဲအပြည့်ပဲထုတ်ပြီးတော့ပါပြီရှင်ကဲပိုးတဲ့ဟာလေးကိုကျွန်တော်တပွင့်လောက်ပန်လိုက်အောင်မယ်နော်ဖရာတရားတန်ခါယရနာမြတ်3ပါးဖရာစီတရားစီပေါ့ယနေ့နေလှိုင်းနေပါစီလို့လှတယ်နော်အော်ဒီနားမှာဒီလိုမျိုးလေးတွေအပေါက်ကလေးတွေဖြစ်နေတာလေးတို့ပြန်ပြီးဖြည့်လို့ရတယ်ရှင်ဒီမှာဖြည့်လို့ရှင်လူလေးပဲထိုးလိုက်ပါတယ်ဒါဆိုရင်တနေ့ကုန်နေရောပဲဗျညအထိကိုအဲ့အတိုင်းလေးပဲအပွင့်လေးတွေကလေဟိုဟာမပြတ်ဘူးအောက်ကကြီးဟိုဟာဖော့ခံထားတော့လေဖော့လေးနဲ့ကရေလေးဟွာလေးကပြုတ်နေတာပေါ့နော်ကဲကျွန်တော်နဲ့တူတူဂန်းကောင်ပန်းဇေဒီလေးတူတူပူဇော်ကြရအောင်ရှင်ခုကြည့်နေသူအပေါင်းလဲကုသိုလ်တွေထပ်တူရကြပါစေမတ်တီတီနဲ့တူတူလူသလိုပဲကုသိုလ်ထပ်တူရကြပါစေရှင်အားလုံးအတွက်ပါတကဘာလုံးအေးချမ်းပါစေငြိမ်းချမ်းပါစေရှင်